နဲ့ inventory ဘိုင်းလေးကိုဆက်လေ့လာမယ်နော်ကျွန်တော်ဟုတ်ပြီဒါဆို product တွေထောင်ပြီးသွားပြီပဲဆိုပါတော့တခုကြောင့်မလို့ကျွန်တော် product တွေ open တင်ချင်တယ်ဒါမှမဟုတ် adjust လုပ်ချင်တယ်ဆိုရင် physical inventory ကိုသွားရမယ်နော်အဲ့ကျွန်တော်တို့ new ခေါ်လိုက်မယ် location ကိုဘယ် location မှာ adjust လုပ်ချင်တာတော့စတဲ့အတွက်ပေါ့နော်ဒီလိုပုံစံရှိလိမ့်မယ်ပြီးတော့မှကိုကဘယ် product ကိုတင်ချင်တာလဲပေါ့နော်ဒါမှမဟုတ်ဘယ် project ကို adjust လုပ်ချင်တာလဲနော်ကျွန်တော်ဘယ်မှာထည့်ရမလဲဆိုတော့ counter quantity မှာထည့်ရမယ်နော် counter quantity မှာထားပါတော့ကျွန်တော်က100ထည့်လိုက်ရင်ပြီးတော့မှ apply ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်အဲဒါဆိုရင်အဲ့ဒီကောင်ရဲ့ product တွေဒါစရင်းဝင်သွားလိမ့်ဒီ product ပဲဒီ location မှာပဲကျွန်တော်ထပ်ပြီးတော့ adjust လုပ်ချင်တာเนาะညှိနှိုင်း adjust လုပ်ချင်တာဆိုကျွန်တော်က new ခေါ်စရာမလိုဘူးเนาะ new ထပ်မခေါ်ဘူးအဲ့ product line ကိုမှရှာပြီးတော့အဲ့ product ရဲ့ counter quantity မှာထည့်ပြီးတော့ apply ဆိုတဲ့ close လေးကိုနှိပ်လိုက်ရပြီဒါဆိုဒါကျွန်တော်တို့ပုံမှန်ဒါလာစဉ် ground ကောက်တာဒါ open တင်တာလို့ဆိုဒီနေရာနဲ့လာပြီးကျွန်တော်တို့အလုပ်လုပ်တာပေါ့เนาะဟုတ်ပြီနောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့ internet transfer location တစ်ခုကနေတစ်ခုเนาะ where တစ်ခုကနေတစ်ခုကျွန်တော် transfer လုပ်ချင်တယ်ဆိုရင်ဒီ operation တွေက internet ဆိုတာရှိတယ်ပြီးတော့မှ new ခေါ်လိုက်မယ်အဲ့ဒီနေရာမှာသတိထားမှာ source location နဲ့ destination location ဒါလေးကိုပဲသတိထားရင်ရတယ်เนาะကျွန်တော်တို့ဘယ်ကိုသွားကျင်တာလဲပေါ့เนาะဒါပါတော့ဒီ where 2ကနေ where 1ကိုသွားမယ်ပြီးတော့မှကျွန်တော်သွားမယ် product တွေပေါ့เนาะကိုသွားမယ် product တွေအဲ့တော့ဒီနေရာမှာတော့ကျွန်တော် unit of measure တွေကကျွန်တော်တို့စိတ်ကြိုက်သုံးလို့ရတယ်เนาะ point of sale မှာဒါသုံးလို့မရတယ်အဲ့တော့ကျွန်တော်က1ထားပါဒီမှာ pack of 50သွားမယ်ပေါ့နော်အဲ့ဒါပြင်ကျွန်တော် save လိုက်မယ်နော်အဲ့တော့ not available ဆိုတာပေါ့ဒီနေရာမှာအဲ့ product ရှိမနေလို့ပေါ့နော်အဲ့ product လုံလောက်ရှိမနေလို့ဆိုလိုချင်တာကတော့အဲ့တော့ခဏလေးကျွန်တော်တို့ဘယ် location မှာထည့်ရတာလဲဆိုရင်ဒီ reporting ရဲ့ location မှာကျွန်တော်သွားကြည့်လိုက်မယ်ဟောတော့1ထဲမှာပဲကျွန်တော်ကထည့်ထားတာတရားအဲ့ဆိုရင်ကျွန်တော်ဒီကိုတွန်းလာမယ်ပြီးတော့မှဒီ draft ထွက်နေတယ်အဲ့ဆို1ကနေ2ကိုသွားမယ်ပေါ့နော်ဟောပါတော့ဒီ1 stopစေးလိုက်မယ်အဲ့တော့ store ကလုံလောက်ရှိတယ်ဆိုတော့ available ဆိုတာပြလိုက်မယ်နော်အဲ့တော့ပြီးရင် market to do ဆိုတာနှိပ်မယ် validate ဆိုတာနှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့အဲ့ product က location နဲ့ကိုဝင်သွားလိုက်ဒီမှာ location report ကိုကြည့်မယ်ဆိုကျွန်တော်တို့ down arrow လေးနဲ့ group by location ဆိုပြီးကျွန်တော်တို့ကြည့်လိုက်ရင်ရတယ်နော်အဲ့ဆိုရင်ဒီမှာ short 2တဲက store ထဲမှာဒီထားပါ hello ဆိုတဲ့ product က15ခုဝင်သွားမယ်ဒီလိုပုံစံကျွန်တော်တို့တွေကသုံးလို့ရတယ်ဒါကတော့ inventory နဲ့ပတ်သက်တဲ့ flow ကဒီလောက်ဆိုရင်ကျွန်တော် cover လုပ်လိုက်ပါပေါ့နော်